ရီကိုရောင်60တက်ကမိုင်60အားကြောင့်ဘိုးလေးဝဒခမ်းမန်းချက်နော်ခမ်းမန်းချက်ဆိုတိတိကျကျပေါ့ခမ်းမန်းချက်ဆိုရောင်60ပဲနော်အဲ့တော့ကျွန်တော်တို့အခုကမ္ဘာမိုးလေဝသသတင်းကိုကြည့်နေပြီပါမြန်မာနိုင်ငံမိုးလေမြန်မာမိုးလေဝသသတင်းများကိုထပ်မှတ်ပြီးတော့အစီအခံပါမယ်ပြီးသွားပြီကမ္ဘာမိုးလေဝသမြန်မာဟုတ်ပြီမြန်မာနိုင်ငံပြည်ပေါ်ဒီနေ့တော့စင်ပါလေပါဗျာမြန်မာနိုင်ငံပြည်ပေါ်ကဘာမှလဲအဲ့ဒါဒါကြီးကမြန်မာဟုတ်တယ်လေဘိုးလေးဝဒကျူတူကပြီးပေါ်တဲ့ပုံရမြန်မာနိုင်ငံအထက်ပိုင်းမြန်မာနိုင်ငံအထက်ပိုင်းတွင်တစ်ပင်များပြုံးတည်မှုကြောင့်မြန်မာနိုင်ငံအထက်ပိုင်းတွင်တစ်ပင်များပြုံးတည်မှုကြောင့်ရာသီဥတုများဖောက်ပြန်ပြီးထိုရာသီဥတုမှာ1900နှစ်ကြာပေါ်ရရှိပါတယ်ရာသီဥတုဖောက်ပြန်တာနဲ့1900နှစ်ကြာတယ်ပါစားဒီဘောမလုပ်နဲ့ဟေးဒီဘုံကြီးနေရာသီဥတုများဖောက်ပြန်ပြီးအမြဲစိတ်တစ်တို့များဟာအမြဲမဲတစ်တို့တွေအဖြစ်ပြောင်းနေတာကိုတွေ့မြင်ရပါပြီတစ်တို့တွေအမဲရောက်ပြီးဖြစ်သွားတာကောင်းကင်ရမှာတိမ်အတိအတင်မှာတိမ်ထူထပ်နိုင်ပြီးချိန်ပြီးစိတ်ကမပြပါကရလုံးကန်းနိုင်ပါလေအဲ့ဒါအတွေးတိမ်ရည်ကြီးရရှမ်းမှုများကြောင့်ရေပါပြောင်းဖို့တခြားရေတွေထိမ့်မနိုင်သိမ့်မရဖြစ်ကတာတမန်များလည်းကျိုးနိုင်ပါလေဟေးအောင်ပြေးဖို့တာတမန်များကျိုးနိုင်ပါလေတိမ်ထူထပ်မှုကြောင့်နေရာကွက်ကြားရာနာတွေပေါက်နိုင်ပါစေဘိုးရွာလာဟဲ့က